အာဗြဟံတယောက်ကတော့အပြစ်တွေပြုခဲ့ပြီအပြစ်အလျောက်လဲတန်ဖိုးရှိတဲ့အချိန်တွေကိုအချီးနှီးအချောက်တိုက်လွန်ခဲ့ပြီအခုကဘာဦးကျမ်းအခန်းကြီး21မှာတော့ကောင်းကြီးမင်္ဂလာရဲ့အလှည့်ကိုတစ်ခေါက်ရောက်ပြန်ပြီပေါ့ဟုတ်တယ်သားကလေးဣဇက်ကိုဘုရားသခင်ပေးအပ်ပါတော့မယ်ကဘာဦးကျမ်းအခန်းကြီး21ငယ်1မှ2ဣဇက်ကိုဖွားမြင်ပြီလို့ခေါင်းစဉ်ပေးကြစို့ထာဝရဘုရားသည်အမိန့်တော်ရှိသည့်အတိုင်းစာရာကိုအကြည့်အရှုကြွတော်မူ၍ဂရိတော်ရှိသည်နှင့်လျော်စွာသူ၌ပြုတော်မူသဖြင့်စာရာသည်ပရိသေတွေဆွဲယူ၍ဘုရားသခင်အမိန့်တော်နှင့်ချင်းချက်သောအချိန်၌အာဗြဟံအသက်ကြီးသောအခါသူ့အားသားကိုဖွားလေ၏ဣဇက်ကလေးကိုမွေးဖွားခြင်းဟာဘသူကိုမွေးဖွားခြင်းနဲ့တူတယ်လေခရိယန်များလေးလေးနက်နက်စဉ်းစားကြည့်ကြရင်အဖြေပေါ်လာမှာပါခရစ်တော်ကိုမွေးဖွားခြင်းနဲ့သိပ်ပြီးတော့ဆင်တူနေပါတယ်ခရစ်တော်ကိုအပြိုကညာကလေးဖြစ်တဲ့မာရိကမွေးဖွားခြင်းရဲ့အတိတ်ပဲလေးနှစ်ပုံကိုအခုအသက်60အရွယ်အဖွားကြီးရဲ့ဗိုက်ထဲကဣဇက်ကလေးဖွားမြင်ခြင်းအဖြစ်ရှင်တွဲတွေးမြင်စရာကြီးဖြစ်မနေဘူးလားဘုရားသခင်ရဲ့အံ့ဩဖွယ်ဂရုတည်ခြင်းနဲ့အမိန့်တော်ချမှတ်ခြင်းအကြောင်းတွေဟာစမ်းကြယ်တဲ့ဖြစ်ရပ်တွေကိုပေါ်ပေါက်လာစေပါတယ်ဂလာတိဩဝါဒစာအခန်းကြီး4ငယ်4ကနေ9မှာဖတ်ကြည့်ရင်တွေ့ရမှာတော့ငါတို့သည်သားဤအခွင့်အရာကိုခံရမည်အကြောင်းပြည့်ညတ်တရားလက်၌ရှိသောငါတို့ကိုရွေးနှုတ်စေခြင်းဟာမိမဝမ်း၌ပရိသေယူ၍ပြည့်ညတ်တရားအောက်၌ဖွားမြင်ရသောသားတော်ကိုဘုရားသခင်သည်စေလွှတ်တော်မူ၏မှန်ပါတယ်ပြည့်ညတ်တရားအောက်မှာရှိတဲ့လူသားတို့အတွက်ပြည့်ညတ်တရားအဖြစ်မွေးဖွားစေသောသားဆိုတာဟာခရစ်တော်ဖြစ်ပါတယ်အသွေးသားနဲ့ဇာတိပဂရိနဲ့သိပ္ပံနည်းနဲ့ဖွားခြင်းမဟုတ်ပါဘူးပြည့်ညတ်တရားအဖြစ်မွေးဖွားခြင်းဆိုတာကိုမမေ့ကြပါနဲ့အာဗြဟံသည်လည်းမိမိရသောသားရီဟုသောစာရာဖွားသောသားကိုဣဇက်အမည်ဖြင့်မှဲ့လေ၏ဖျားသခင်မှားထားတော်မူသည့်အတိုင်းအာဗြဟံသည်ရှေ့ရမြောက်သောနေ့၌သားဣဇက်ကိုအယေပြားလှီးခြင်းမင်္ဂလာပေးလေ၏သားဣဇက်ကိုမြင်ရသောအခါအာဗြဟံသည်အသက်100ရှိသည်စာရာကလည်းငါရေရသောအခွင့်ကိုထာဝရဘုရားပေးတော်မူပြီးဤသတင်းကိုကြားရသောသူအပေါင်းတို့သည်လည်းငါနှင့်အတူရေကြလိမ့်မည်ဟု၍၎င်းစာရာသည်သားကိုနိုးတိုက်လိမ့်မည်ဟုအာဗြဟံအားအဘယ်သူပြောနှင့်ရသနည်းသူသည်အသက်ကြီးသောအခါငါသည်သားကိုဖွားပြီဟု၍၎င်းဆိုလေ၏တဘာဝတရားကိုဆန့်ကျင်မွေးဖွားခြင်းဖြစ်ပါတယ်ဘသူမှမယုံနိုင်စရာဖြစ်ခဲ့ပါတယ်အဖိုးကြီးအဖွားကြီးရေမောရတဲ့ကောင်းကြီးမင်္ဂလာဖြစ်သွားခဲ့ပါတယ်ယောမဩဝါဒစာမှာတွေ့ရတဲ့အတိုင်းယုံကြည်ခြင်းသာရှိတာငါဟာအသေးလိုပဲငါမိမစာရာရဲ့ဝန်းဟာလေသေပြီးသားပဲဆိုတဲ့အာဗြဟံတို့ဟာအခုဂရိတော်နဲ့အညီသားကလေးဣဇက်ထွန်းကားလာပြီဒါဟာခရစ်တော်ရဲ့မွေးဖွားခြင်းအပေါ်မှာသိပ္ပံနည်းမကြဘူးသဘာဝမကြဘူးမဖြစ်နိုင်ဘူးဆိုတဲ့လူတွေအတွက်ကူညီတဲ့ဇလန်းတစ်ပုဒ်ပဲဖြစ်တယ်ခရစ်တော်ကြမှာဆန်းနေတာမဟုတ်ဘူးအာဗြဟံစာရာတို့လူသေလူတွေဟာလည်းဘုရားသခင်ကခိုင်းရင်ကလေးမွေးဆိုရင်မွေးရတယ်ဆိုတာမှတ်သားထားကြဖို့လိုတယ်ကျွန်တော်အလေးနဲ့တင်ပြခြင်းတာကတော့ဘုရားသခင်လုပ်တဲ့ကိစ္စတစ်ခုကိုတပိတ်သာမရှိတဲ့လူအုံနှောက်နဲ့မတွေးနဲ့တွေးကျင်နေဆိုရင်လေငါဟာဘာကောင်းမှမဟုတ်တဲ့ဖန်ဆင်းခြင်းခံရတဲ့တတ္တဝါအဖြစ်ကိုယ့်ကိုယ်ဘောထားပြီးမှနှိမ့်ချတဲ့စိတ်နဲ့တွေးကြခေါ်ကြပါလို့ပြောချင်ပါတယ်ကိုယ့်ကိုယ်အဟုတ်မှတ်လေဒုက္ခပတ်လေဆိုတာဒီနေရာမှာအင်မတန်သုံးသင့်တဲ့စကားတစ်ခုပါပဲထိုတငယ်ဣဇက်သည်ကြီးပွား၍နို့နှင့်ကွာလေ၏နို့ကွာသောနေ့၌အာဗြဟံသည်ပွဲကြီးလုပ်လေ၏ပထမတော့အမေနို့ကိုစို့ရတယ်နောက်တော့နို့ကွာပြီးကြီးပွားတဲ့အရွယ်ကိုရောက်လာပါတယ်ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး2ငယ်1မှာတွေ့ရတဲ့အချက်ကနှုတ်ကပတ်တရားနို့စစ်အားဖြင့်ကြီးပွားမည်အကြောင်းဖွားစသောသူငယ်ကဲ့သို့ထိုတရားနို့ကိုအလွန်လိုချင်သောစိတ်ရှိကြလော့ဆိုပြီးဖြစ်ပါတယ်မိခင်နို့ဟာရင်သွေးငယ်တို့အတွက်အရေးအကြီးဆုံးအာဟာရဖြစ်တယ်မိခင်နို့ကိုသာတိုက်ကြပါလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကအခုကြေညာထားပါတယ်မိခင်နို့ဟာမိခင်မေတ္တာကိုဆောင်ယူရုံနဲ့မကကျမ်းမာရေးအတွက်အထူးအရေးပါအရာရောက်စေုံမကတရားနို့ဆိုပြီးတော့လေနှိုင်းရှင်ထားပြီလို့ဒီသမာကျမ်းစာအရာကျွန်တော်ပြောချင်ပါတယ်အပြစ်ကင်းမဲ့စွာနဲ့လူလောကကိုခြေချလာတဲ့ရင်သွေးငယ်ကလေးတွေဟာမိခင်နို့အားဖြင့်ကြီးပွားရသလိုနှုတ်ကပတ်တော်ကိုမွတ်သိပ်ဆာလောင်တဲ့စိတ်နဲ့ခုံမင်းစွာသုံးဆောင်တဲ့လူတစ်ယောက်ရဲ့ဘဝဟာကလေးငယ်များအံ့ဩဖွယ်ကြီးပွားတိုးတက်သလိုကြီးပွားတိုးတက်ရမယ်လို့ဒီကျမ်းကညွှန်ပြနေပါတယ်ကြီးပွားလာတဲ့အရွယ်နို့ဖြတ်ရတဲ့အရွယ်ကိုရောက်ပြန်တော့ကလေးငယ်တွေဟာပရိုတင်းတို့ကစီဓာတ်တို့သတ္တုဓာတ်တို့ဗိုက်တာမင်တို့နဲ့တကွအဆီတို့ရေတို့ပါတဲ့အစားအသောက်တွေကို
ဆက်လက်သုံးဆောင်ရသလိုခရိယန်တယောက်အဖြစ်ခိုင်ခံခန့်ခံဖြစ်လာပြီးယုံကြည်သူတယောက်ဖြစ်လာပြီးဆိုချိန်မှာတော့လေစိတ်ဝိညာဉ်ခွန်အားကိုတိုးတက်တဲ့တိုးတက်အောင်လို့ဆက်လက်ရှာဖွေရမယ်အသက်ပဲ20ကျော်30ကြီးရှိလာပြီးနှစ်ချင်းခံခဲ့တာကပဲ14-15နှစ်လောက်ရှိပြီလက်ကလေးပိုက်ပိုက်ပြီးယေရှုငါကိုချစ်ပေ၏တခြင်းကလွဲလို့တိပြည့်မဆိုတတ်တာမျိုးမဖြစ်ရဘူးမကြီးမငယ်ကြီးနဲ့ဆာလံ23ကိုတောင်ဖြောင်းအောင်မဆိုနိုင်တာမျိုးမဖြစ်သင့်ဘူးကျေပြန့်တဲ့လူလောကတွေကိုတိုးဝင်ရမယ်လူလောကရဲ့အကျိုးကျေးဇူးများကိုဆောင်ကျဉ်ပြုစုရတော့မယ်အရွယ်လို့ဒါကိုသိနာလေလာရလိမ့်မယ်ဟေဘရဲဩဝါဒစာ9ရဲ့ဏိဂုံးကျမ်းပိုက်မှာဆိုထားတာကတော့နို့ကိုသာသုံးဆောင်သောသူမည်ဒီကသူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်းတရား၌လေးလာခြင်းမရှိကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သောအကြအမြင်အတွေ့အကြုံများသောသူတည်းဟုသောစုံလင်သောအရွယ်ရှိသောသူတို့မူကားကြေခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏ဆိုပြီးဖော်ပြထားတယ်။နည်းနည်းခက်ခဲတဲ့သမာကျမ်းစာကိုသူ့အရွယ်နဲ့သူအရွယ်အလိုက်စ조사ဖတ်ရှုပြီးကြည်ညက်အောင်ပြုဖို့ဒီကျမ်းစာကတိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။အခုဆက်ရမှာကတော့ဟာဂရနဲ့ဣရှမေလတို့ရဲ့ဂန္ဓပါ။အေဂုတ်ထုအမျိုးဟာဂရတွင်အာဗြဟံရသောသားသည်ဆဲရေးသည်ကိုစာရာသိမြင်လျင်ဤကျွန်မနှင့်သူ၏သားကိုနှင်ထုတ်ပါလော့ဤကျွန်မ၏သားသည်အကျွန်ုပ်၏သားဣဇက်နှင့်အတူအမွေမခံရဟုအာဗြဟံအားဆိုလေ၏ဣဇက်ရဲ့မွေးဖွားခြင်းနောက်ပိုင်းမှာအိမ်တောင်တွင်အခက်အခဲလေးတွေစလာပြီဆိုတာကိုသတိပြုကြပါဟာဂရရဲ့သားဣရှမေလဟာဆဲရက်တဲ့သူ့ရဲ့သဘာဝညင်စိုးလေးတွေကိုဒီနေရာမှာစပြီးတွေ့လာရပြီသူ့ရဲ့မတူညီတဲ့အသွေးအရောင်လေးတွေဟာဣဇက်ကိုမွေးဖွားချိန်မှာလေပြင်းမှာဆင်သွားသလိုထင်ရှားလာပြီလေကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်လက်ခံတဲ့သူတွေဟာဗီဇ2မျိုးနဲ့အသက်ရှင်နေကြတာပဲဖြစ်ပါတယ်တစ်ခုကတော့ကိုယ့်ရဲ့ဇာတိပဂရိဗီဇဖြစ်ပြီးနောက်တစ်ခုကတော့ဘုရားသခင်ကိုယုံကြည်မှုကနေရရှိတဲ့ဝိညာဉ်စိတ်သဘောဗီဇဖြစ်ပါတယ်ဒီနှစ်ခုဟာအစင်လိုအားပြိုင်နေကြပါတယ်ယောမဩဝါဒစာခန်းကြီး9မှာဘယ်လိုတွေ့ရတယ်လဲဆိုရင်ငါသည်ကျင့်ကျင်သောအကျင့်ကောင်းကိုမကျင့်ကျင်သောအကျင့်ဆိုးကိုကျင့်၏ရဲ့လို့ဖြစ်ပါတယ်အတိတ်ပဲကတော့မကောင်းမှန်းတော့သိတယ်ဒါပေမဲ့မကျင့်မဲလဲမနေနိုင်မဲဖြစ်တယ်ဆိုတဲ့သဘောတရားပါပဲဇာတိပဂရိဗီဇအကျင့်ဆိုးဟာအင်မတန်လွှမ်းမိုးမှုအားကောင်းလွန်အားကြီးပါတယ်အဲ့ဒီလိုဗီဇသဘောကိုတွန်းလှန်ပြီးစိတ်သစ်လူသစ်ဘဝသစ်ကိုရောက်ပြီလို့ဆိုချိန်မှာတောင်မှအတိတ်ရဲ့အရေးမဲကြီးဟာပါလာတတ်သေးတယ်အခါအားလျော်စွာစာရမဏတ်ဟာခေါင်းထောင်လာနိုင်တယ်ဆိုတာကိုယောမဩဝါဒစာကသွန်သင်ပေးနေပါတယ်ဘုရားသခင်ကိုကြက်စီးကပ်ပြီးဝိညာဉ်တော်တကိုးကိုရအောင်ယူနှုတ်ကပတ်တော်မြတ်အတိုင်းနှိမ့်နှိမ့်ချကျင့်နိုင်ပါမှဝိညာဉ်ဗီဇဟာကျွန်တော်တို့ကိုဥဆောင်နိုင်မှာဖြစ်ပါတယ်တခြားရွေးချယ်စရာလမ်းကျွန်တော်တော့မမြင်ပါဘူးထားပါတော့အခုအချိန်မှဆိုရင်တော့အီဂျစ်အစေခံမင်းကလေးဟာဂရနဲ့သူ့ရဲ့သားလေးဣရှမေလတို့ကိုနှင်ထုတ်ရမယ့်အခြေအနေဆက်ရောက်လာပြီအာဗြဟံလည်းမိမိသားဖြစ်သောကြောင့်ထိုအမှုအလွန်ခက်ပြီဟုထင်လေ၏တဲ့ခက်ပြီပေါ့သူ့ရဲ့ရင်သွေးလေးပဲသူနဲ့အတူနှစ်ပေါင်းများစွာနေခဲ့တဲ့လူပြိုကလေးဖြစ်နေပြီလေအဖေတယောက်အနေနဲ့ရင်ကျိုးပြီပေါ့ဒီသားဣရှမေလပေါက်ဖွားခဲ့ရခြင်းကိုကအဟုတ်မှမဟုတ်ပဲဖျားသခင်ကစာရာနဲ့သားတယောက်ပေးပါမယ်ဆိုတာကိုဂရိပေးထားတာကိုမယုံကြည်ရကနေပြီးစပြီးဖြစ်ရတဲ့ကိစ္စလူမှုရေးကျူးလွန်မှုတစ်ခုကနေဖြစ်ပွားလာတဲ့သားပဲဖျားသခင်ကလက်မခံဘူးအပြစ်ရှိခဲ့တယ်အခုတော့သူ့မှာမယားစာရာရဲ့အလိုဆန္ဒအတိုင်းဒီသားနဲ့သူ့အမေဟာဂရတို့ကိုနှင်ထုတ်ရပြီလေရှင်ယာကုပ်ဩဝါဒစာခန်းကြီး1မှာဆိုထားတဲ့အတိုင်းစိတ်နှစ်ခွရှိသောသူပြုလေသမျှတို့၌မတည်ကြည်သောသူဖြစ်၍ထာဝရဘုရား၏လက်တော်မှတစုံတစ်ခုကိုရမည်ဟုမထင်မမှတ်စေနှင့်ဆိုတော့ရေတစ်ဖက်ကိုကင်ထားနိုင်ဖို့အတွက်မိစာတစ်ဖက်ကိုစွန့်လွတ်လိုက်ရပြီလေအင်မတန်ရင်နာစရာကောင်းပါတယ်ကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်သူတွေရဲ့ဘဝမှာလဲအသက်တန်းတစ်လျှောက်လုံးမှာစွန့်လွတ်ရမှုတွေအမျိုးမျိုးရှိတတ်ပါတယ်အထူးသဖြင့်ဘုရားသခင်မကြိုက်မနှစ်သက်တဲ့လမ်းကြောင်းတွေကိုအပြည့်ပိုင်တန်ရောစဉ်ဖြတ်ပြီးစွန့်လွတ်ရတတ်တယ်မဟုတ်လားအရင်တစ်ခါကျွန်တော်ပြောခဲ့သလိုလှေနံနှစ်ဖက်နဲ့မြင်းနှစ်ကောင်စီးနေမယ်ဆိုတော့မဖြစ်ဘူးစာရမဏတ်ကိုတစ်ဖက်ကလက်ခံပြီးဘုရားသခင်ကိုတော့တစ်ဖက်ကယုံပါတယ်ကြောက်ပါတယ်ပြောနေမယ်ဆိုရင်ဒါဟာဝိညာဉ်ရေးစိတ်ကစင်ကလျာယောဂါလို့သတ်မှတ်ရလိမ့်မယ်ယောမဩဝါဒစာအခန်းကြီး6ငယ်73မှာအပြစ်တရားသည်ကိုခန္ဓာကိုအစိုးမရစေနှင့်သင်တို့၏ကိုယ်အင်္ဂါများကိုဒုစရိုက်လက်နှင့်ဖြစ်စေ၍အပြစ်တရားအားမဆက်ကြနှင့်
သေခြင်းမှထမြောက်၍အသက်ရှင်သောသူကဲ့သို့ဖျားသခင်အားကိုဆက်ကြလော့ဆိုပြီးဖြစ်ပါတယ်လမ်းဟောင်းပေရှာလမ်းသစ်သွား၍ခွန်အားပြေဝဆက်ကပ်ကြလို့ဆိုတဲ့သဘောပါပဲတခါယောမဩဝါဒစာအခန်းကြီး၈ငယ်3-4မှာတွေ့ရတာဇာတိပဂရိကြောင့်ပြည့်ညတ်တရားသည်အားနည်း၍မတတ်နိုင်သောအမှုကိုဘုရားသခင်ပြုတော်မူခြင်းငှာအပြည့်နှင့်ပြည့်စုံသောဇာတိပဂရိသဏ္ဍာန်ကိုဆောင်သောမိမိသားတော်ကိုဆေလွတ်တော်မူ၍အပြစ်ဖြေဖို့ရာဇာတိပဂရိ၌အပြစ်ကိုဒဏ်ပေးတော်မူ၏လို့ဆက်လက်တွေ့ရပြန်ပါတယ်တနည်းအားဖြင့်တော့လူသားတွေရဲ့အပြစ်မှောင်မိုက်တွေကိုလူသားတွေဟာပြည့်ညတ်တရားနဲ့ဘလောက်ပဲထိမ့်မထိမ့်နိုင်အောင်ရှိတယ်ဒါကြောင့်မို့သူဟာလူဇာတိအဖြစ်ခံယူပြီးဒီအပြစ်တရားနေကင်းစင်အောင်သူ့ရဲ့အသက်ကိုစရေးပြီးအပြစ်တရားကနေရွေးချယ်ရလိမ့်မယ်လို့အတိတ်ပဲဖော်ပြထားခြင်းပဲဖြစ်ပါတယ်လူသားတို့ဘွေအမိုက်မြေကိုလွတ်စေအံ့ငှာသူကြွလာ၍ခန္ဓာနှင့်၍အသက်ပေးသည်တွေးဆမယုံနိုင်လောက်အောင်လို့ပဲကြပြဆက်ရမယ့်ပုံဖြစ်ပါတယ်တနည်းအားဖြင့်ပြည့်ညတ်တရားတွေဟာတင်းကျပ်တယ်ကောင်းပါတယ်အကျင့်တရားတွေဟာလည်းကျင့်ဆောင်နိုင်ရင်ကောင်းတာပါပဲဒါပေမဲ့ဘသူစောင့်နိုင်လို့တော့1000တယောက်စွန့်သလား1000တယောက်စွန့်သလားမစွန့်ဆောင်နိုင်ပါဘူးဒီနီးတွေနဲ့ကောဒီလောကုတ်တရားကိုမအောင်နိုင်ဘူးဆိုတာကိုဘုရားသခင်သိတဲ့အတွက်သူ့ရဲ့အသက်ကိုပေးပြီးလူကိုရွေးနှုတ်လိုက်ခြင်းပဲဖြစ်ပါတယ်အသက်ကိုပေးပြီးမှရှင်ပြန်ထမြောက်ခြင်းကိုထပ်မံဖော်ပြပြီးသေခြင်းမှလွတ်ရလန်းဆိုတာကိုသူတက်သိပြခဲ့တာဖြစ်တယ်သူ့ကိုယုံကြည်ခြင်းတစ်ခုတည်းနဲ့မရဏဘေးဆိုးကနေလွတ်ကင်းရလန်းကိုပြလိုက်တာပဲဖြစ်ပါတယ်ကဲသားကြီးဣရှမေလအကြောင်းဒီနေရာမှာနည်းနည်းဆက်မယ်စကရေကဘုရားသခင်အလိုတော်မရှိဘဲဇာတိပဂရိအသွေးသားနဲ့ရှင်ပြီးမွေးလာတဲ့သားကလည်းဖြစ်တယ်ဇယိုက်ကလေးကလည်းကြမ်းကျင်တယ်ဒါပေမဲ့အဖေအာဗြဟံကတော့ချစ်လို့သူ့အတွက်တောင်းပန်ခဲ့တဲ့အတိုင်းကောင်းကြီးမင်္ဂလာတွေကိုလည်းသူလည်းခံစားရမယ်လို့ဂရိတော်ကိုတော့ရပြီးပြီဒါပေမဲ့ဒီအမျိုးဟာအဖေရူမအေခွဲဣဇက်ရဲ့အမျိုးနဲ့တော့အမြဲဆန့်ကျင်တဲ့အမျိုးဖြစ်လာခဲ့တယ်ဗရာတလန်တန်တလန်အမျိုးဖြစ်လာခဲ့တယ်ဒါဟာကျွန်တော်ပြောတာမဟုတ်ဘူးသမိုင်းကပြောတာပါမယုံရင်ဒီကနေ့သတင်းစာတွေမှာဖတ်ကြည့်လေသေသေးချာချာတွေ့ရပါလိမ့်မယ်ဣဇက်နဲ့မွေးဖွားခြင်းဟာတစ်ချိန်မှာခရစ်တော်ရဲ့မွေးဖွားခြင်းကိုအတိတ်တပေါင်းနမိတ်ဆောင်တယ်လို့ဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ရှင်းခဲ့ပြီးပြီတကယ်တော့အခုလိုအံ့ဩဖွယ်မွေးဖွားခြင်းတွေကိုသုံးပြီးမွေးစေခဲ့တဲ့လူသားတွေထဲမှာခရစ်တော်ဣဇက်တို့တင်သာမကနှစ်ချင်းဆရာယောဟန်ရှန်ဆုံစတဲ့လူတွေလည်းပါခဲ့ပါသေးတယ်ဒါတွေကိုတော့သူ့အပိုင်းနဲ့သူထပ်ပြီးတွေ့ရမှာမို့ဒီလောက်ပဲဒီနေရာမှာကျွန်တော်ပြောချင်ပါတယ်ဣဇက်နဲ့ခရစ်တော်တို့မွေးဖွားခြင်းရဲ့တူညီတဲ့သဘောတဘာဝတွေကိုအခုနည်းနည်းလေ့လာကြည့်မယ်ဆိုရင်တစ်ခါလဒဲနိုင်ငံဥရဆိုတဲ့အရက်ကနေအာဗြဟံကိုထုတ်ဆောင်လာကာစအချိန်ကလေးကမင်းအတွက်စာရာကိုသားဖွားခွင့်ပေးမယ်လို့ဘုရားသခင်ပြောခဲ့ပါတယ်တွက်ကြည့်ရင်မမွေးခင်နှစ်အစိတ်လောက်ကလေးကရှိခဲ့ဘူးတဲ့ဂရိဖြစ်ပါတယ်ထို့အတူဘုရားသခင်ဟာဣသရေလလူမျိုးတွေကိုမင်းတို့အတွက်အပြိုကညာရဲ့ဝန်းကနေသားတော်ကိုဖွားမြင်စေမယ်ဆိုတဲ့အနာဂတ်စကားနဲ့ဂရိထားခဲ့တယ်ဒီကယ်တင်ရှင်ကိုမွေးဖွားမယ်ဆိုတာဟာပရောဖက်တွေကနေပြီးတော့အချိန်ချင်းပေးခဲ့တဲ့ဂရိတော်ဖြစ်ပါတယ်ဒါကြောင့်ဒီမွေးဖွားခြင်းနှစ်ခုစလုံးဟာဂရိတော်အရာမွေးဖွားတာချင်းအတူတူပဲဖြစ်တယ်ဂရိတော်ပေးတဲ့အချိန်နဲ့ဂရိတော်ပြည့်စုံတဲ့အချိန်ဟာအတော်ကြီးကွာဝေးခဲ့ကြတယ်ဣဇက်မွေးဖွားဖို့အတွက်ပေးခဲ့တဲ့ဂရိတော်ဟာနှစ်အစိတ်ကြာခဲ့ပြီးဒါဝိဒ်အမျိုးအနွယ်မှသခင်ခရစ်တော်ပေါ်ထွန်းရမယ်ဆိုတဲ့ဂရိဟာတော့အနှစ်1000လောက်ကြာညောင်းနေနှစ်အချက်ဒီဂရိတော်တွေကိုမိခင်များကိုယ်တိုင်ကမယုံကြည်ခဲ့ကြတာဟာလေအတူတူပဲကောင်းကင်တမန်တွေကအာဗြဟံကိုဒီစကားလာပြောတော့စာရာဟာတစ်ဖက်ကဝန်းသာတယ်လို့တစ်ဖက်ကမယုံမဲရဲခဲ့တယ်လေမဖြစ်နိုင်ပါဘူးလို့ဆိုခဲ့တယ်အဲ့ဒီအတိုင်းပဲကောင်းကင်တမန်လာပြီးမာရိကိုမင်းမှာပရိသေတွေဆွဲယူရမယ်ယေရှုလို့မှဲ့ရမယ်အမြင့်ဆုံးသောဖခင်ရဲ့သားတော်လို့ခေါ်ဝေါ်သမုတ်ရမယ်အဲ့ဒီလိုပြောတော့မာရိဘယ်လိုဖြစ်သွားလဲကြောင်သွားတယ်မယုံဘူးဤအမှုအရာသည်အဘယ်သို့ဖြစ်လိမ့်မည်နည်းအကျွန်ုပ်သည်ယောက်ျားနှင့်မဆက်ဆံပါဆိုပြီးပြောခဲ့ပါတယ်ရှင်လုကာခရစ်ဝင်ခန်းကြီး1မှာတွေ့ရပါလိမ့်မယ်ဒါကြောင့်ဒီသားတွေကိုမွေးဖွားရတဲ့မိခင်တွေကိုယ်တိုင်ဟာအံ့ဩထိတ်လန့်ခဲ့ရတာမယုံမကြည်ဖြစ်ရတာချင်းတူညီပါတယ်သုံးအချက်ဣဇက်နဲ့ယေရှုဆိုပြီးသူတို့အတွက်နာမည်တွေဟာသူတို့မမွေးခင်ကတည်းကပေးရမယ့်နာမည်တွေအဖြစ်ကြိုတင်သတ်မှတ်ခဲ့တာချင်းလဲတူညီနေပါတယ်အာဗြဟံစာရာတို့ကိုဒီသားကလေးအတွက်ဣဇက်လို့နာမည်မှဲ့ရမယ်ဆိုပြီး
သတ်မှတ်ပေးခဲ့တယ်လို့ကောင်းကင်တမန်ဟာယောသတ်ကိုကြိုတင်လာရောက်ပြီးပြောခဲ့တယ်လေဒါဝိဒ်အမျိုးယောသတ်သင်ဤခင်ပွန်းမာရိကိုထိမ့်သိမ်းရမည်အခွင့်ကိုမစိုးရိမ်နှင့်ဤပရိသေသည်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားသည်လူတို့ကိုအပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်ယေရှုဟုသောအမည်ဖြင့်မှဲ့ရမည်ဆိုတဲ့အချက်ကိုမဿဲ1ထဲမှာကျွန်တော်တို့ရှင်းရှင်းကြီးတွေ့ရတယ်မဟုတ်လား၄ချက်သားတွေကိုမွေးဖွားဖို့အချိန်ကိုဘုရားသခင်ကအတိအကျသတ်မှတ်ပေးခဲ့ပါတယ်အခုကဘာဦးကျမ်းအခန်းကြီး21အစမှာဘုရားသခင်ချိန်ချက်သောအချိန်မှာဣဇက်မွေးဖွားခဲ့တယ်လို့ဆိုသလိုဂလာတိဩဝါဒစာအခန်းကြီး4အရာအချိန်ကာလစေသောအခါပြည့်ညတ်တရားအောက်၌ဖွားမြင်ရသောသားတော်ဆိုတဲ့အချက်ကိုတွေ့ရလို့ဖြစ်ပါတယ်ငါးအချက်အံ့ဘွယ်သောဖွားမြင်ခြင်းတွေဖြစ်ပါတယ်အသက်မဲ့ပြီးဖြစ်တဲ့အမိဝန်းကနေပြီးတော့ဣဇက်ကိုမွေးခဲ့တယ်လို့လူသားနဲ့မဆက်ဆံဘူးတဲ့မိမပြိုကလေးရဲ့ဝန်းကနေယေရှုပေါ်ထွန်းခဲ့ပါတယ်6ဣဇက်ဆိုတဲ့နာမည်ရဲ့အတိတ်ပဲဟာရေမောခြင်းဖြစ်တယ်သူ့ဖခင်အာဗြဟံဟာသားအတွက်အလွန်ဝမ်းမြောက်ပျော်ရွှင်ခဲ့ပါတယ်ဒီအတိုင်းပဲခရစ်တော်ယေရှုအတွက်ကောင်းကင်ဘုံရှင်ဘုရားသခင်ဟာဝိညာဉ်တော်ဂျိုးငှဲ့အဖြစ်ကောင်းကင်ဖွင့်လှစ်ပြီးအသံတော်နဲ့ကြွေးကြော်ခဲ့ပုံကဤသူကငါနှစ်သက်မြတ်နိုးရငါဤချစ်သားပေရိယေလို့ဖြစ်ပါတယ်သူတို့ဟာဖခင်ကြီးတွေအဖို့ဝမ်းမြောက်ခြင်းအကြောင်းကိုဖြစ်စေတာချင်းတူညီနေကြပါတယ်ခုနှစ်အဲ့ဒီသားနှစ်ယောက်စလုံးဟာအဖတို့ရဲ့စကားကိုမြေဝယ်မကျနားထောင်ခဲ့ပါတယ်ဣဇက်ဟာသူ့အဖေကဖျားသခင်ယုံကြည်ခြင်းကိုစမ်းသပ်တဲ့သဘောနဲ့စေခိုင်းတဲ့အတိုင်းသူ့ကိုတတ်ပြီးပူဇော်ရမယ်ဆိုချိန်မှာအဖေနောက်ကိုလိုက်ခဲ့ပြီးရစ်ပလင်ပေါ်မှာအသေးခံဖို့အသင့်ရှိခဲ့ပါတယ်ခရစ်တော်ဟာလည်းဖျားသခင်ရဲ့စေခိုင်းချက်အရာကားတိုင်းပေါ်မှာအသေးခံခဲ့ပါတယ်သူတို့ရဲ့ဘဝနှစ်ခုဟာဏိဒန်းကအစဏိဂုံးအထိအတော်ကြီးကိုဆင်တူနေပါတယ်ရှေ့အချက်အသေးကဲ့သို့ရှိသောစာရာဤဝန်းပိုက်ကနေအသက်ရှင်သန်လာတဲ့ဣဇက်ရဲ့မွေးဖွားခြင်းဟာသေခြင်းကထမြောက်တဲ့ယေရှုခရစ်ရဲ့အကြောင်းကိုဏိဒန်းပြိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်ယောမဩဝါဒစာအခန်းကြီး4ငယ်25အရာထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနှံခြင်းကိုခံတော်မူ၏ငါတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းထမြောက်တော်မူ၏လို့ဖော်ပြထားပါတယ်အဲ့ဒီလိုသေခြင်းမှထမြောက်ခြင်းကိုဣဇက်ရဲ့ဘဝဟာအစပြုနမိတ်ဆောင်ခဲ့တဲ့အတွက်သူတို့မှတူညီတဲ့ဘဝသရုပ်များဆောင်ခဲ့ကြောင်းကျွန်တော်တင်ပြလိုပါတယ်အခုဆက်လက်ပြီးဣရှမေလကိုစွန့်ခွာရမှမှုအသေးကြေကွဲပြီးပြင်းထန်စွာခံစားနေရတဲ့အာဗြဟံဆိုတဲ့ဖခင်အကြောင်းကိုဆက်ပါမယ်ငါတော့ခက်ပြီကောလို့ဖြစ်နေတဲ့အာဗြဟံကိုဖျားသခင်အားပေးပါတယ်ဖျားသခင်ကထိုသူငယ်နှင့်သင်ဤကျွန်မကြောင့်ဤအမှုခက်သည်ဟုမထင်နှင့်စာရာပြောလေရာရာ၌သူ၏စကားကိုနားထောင်လော့အကြောင်းမူကားဣဇက်၌သာသင်၏အမျိုးတည်လိမ့်မည်ဣဇက်ကိုသာငါရွေးချယ်တာဆိုတာကိုဘုရားသခင်ကသတိထပ်ပေးခဲ့ခြင်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်မဟာဂရရဲ့သားကလည်းမင်းရဲ့အမျိုးဖြစ်တဲ့အတွက်ကြောင့်သူ့ကိုလည်းငါလူမျိုးကြီးဖြစ်စေမည်တနည်းအားဖြင့်ဣရှမေလကိုလည်းလူမျိုးဖြစ်စေမည်ဆိုပြီးကောင်းကြီးတချို့ပေးလိုက်တာပါပဲဒါကြောင့်လဲအာဗြဟံကိုလူမျိုးအပေါင်းတို့၏အဖဖြစ်ရမယ်လို့ဘုရားသခင်ကြိုတင်ပြညင်ပြုခဲ့တာပဲပေါ့ကပ္ပဦးကျမ်းအခန်းကြီး21ငယ်14ကနေဆက်ဖတ်ရင်အာဗြဟံသည်နတ်နဲ့စောစောထ၍မုန့်နှင့်ရေဘူးကိုယူသဖြင့်ဟာဂရပခုံး၌တင်ပြီးလျင်သူငယ်ကိုအပ်၍ကျွန်မကိုလွှတ်လိုက်လေ၏သူသည်လည်းသွား၍ဘေရရှေဘတော၌လှဲ့လေလျက်နေ၏ဘူး၌ရေကုန်သောအခါသူငယ်ကိုခြုံပုတ်အောက်၌ထား၍ငါသည်သူငယ်သေးသည်ကိုမမြင်လိုဟုဆိုလျက်ခတ်ဝေးဝေးလေးတပြိတ်ခတ်လောက်ပွားပြီးလျင်သူငယ်ရှေ့မှထိုင်၍နေလေ၏ထိုသို့ထိုင်နေစဉ်သူသည်အသံကိုလွှင့်၍ငိုကြွေးလေ၏ဘုရားသခင်သည်လူလင်၏အသံကိုကြားတော်မူ၍ဘုရားသခင်၏ကောင်းကင်တမန်ကဟာဂရာသင်၌အဘယ်အမှုရှိသနည်းမစိုးရိမ်နှင့်လူလင်နေသောအရက်ထဲကသူ၏အသံကိုဘုရားသခင်ကြားတော်မူပြီးထလော့လူလင်ကိုကြွ၍လက်နှင့်မလော့ငါသည်သူ့ကိုလူမျိုးကြီးဖြစ်စေမည်ဟုကောင်းကင်ထဲကခေါ်၍ဟာဂရအားမွဲ့ဆို၏ထိုအခါဘုရားသခင်သည်ဟာဂရ၏မျက်စိကိုဖွင့်တော်မူသဖြင့်သူသည်ရေတွင်းကိုမြင်လေသောသွား၍ဘူးကိုရေဖြစ်ပြီးလျှင်လူလင်အားရေကိုတိုက်လေ၏ထိုလူလင်ဘက်၌လည်းဘုရားသခင်သည်ရှိတော်မူ၏သူသည်ကြီးပွား၍တော၌နေသဖြင့်လေးသမားဖြစ်လေ၏ပါရန်တော၌နေသည်ဖြစ်၍သူ့အမိသည်အေဂုတ်တုပြည်မှမိန်းမတယောက်ခေါ်၍သူနှင့်စုံဖက်စေ၏
ရှမေလနဲ့ပတ်သက်ပြီးဇလန်ဒီမှာဆုံးပါတယ်ဒါပေမဲ့သူကနေဆင်းသက်တဲ့အရဗ်လူမျိုးတွေကတော့သဲကန်ဒါယဒေသများမှာလူမျိုးကြီးများအဖြစ်ဒီကနေ့ဆက်လက်ရှင်သန်နေထိုင်နေကြပါတယ်ဘာရရှေဘအရပ်မှာအာဗြဟံနဲ့အဘိမလက်တွေ့ဆုံခြင်းအကြောင်းကိုဆက်လက်နားထောင်ကြည့်ပါကဘာဦးကျမ်းအခန်းကြီး21 22ကနေ23အရာထိုရောအခါအဘိမလက်မင်းနှင့်ဗိုလ်ချုပ်မင်းဖိကောလာတို့သည်အာဗြဟံကိုခေါ်၍သင်သည်ပြုလေရာရာ၌သင်ဘက်မှဘုရားသခင်ရှိတော်မူ၏တို့ဖြစ်၍သင်သည်ငါကို၎င်းငါသားကို၎င်းငါမြေးကို၎င်းမလှဲ့စားငါသည်သင်၌ကျေးဇူးပြုသကဲ့သို့ငါ၌၎င်းသင်တဲရငါပြည်၌၎င်းကျေးဇူးပြုမည်ဟုဘုရားသခင်ကိုတိုင်တည်၍ငါအားကျိန်ဆိုပါလော့ဟုပြောဆို၏တနည်းအားဖြင့်အဘိမလက်ဟာအာဗြဟံနှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့လာရောက်တယ်ဆိုတာထင်ရှားနေတယ်မဟုတ်လားငြိမ်းချမ်းရေးစာချုပ်တင်မကဘူးချစ်ကြည်ရေးစာချုပ်ကိုပါချုပ်ဆိုခဲ့တယ်လေဒါကြောင့်လဲသူတို့ဟာအင်မတန်ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားခဲ့ကြပါတယ်ကဘာဦးကျမ်းအခန်းကြီး21ငယ်31ကနေ33မှာဆက်လက်တွေ့မြင်ရတာတော့တို့ဖြစ်၍ထိုအရက်၌ထိုနှစ်ပါးတို့သည်ကျိန်ဆိုသောကြောင့်ထိုအရက်ကိုဘာရရှေဘဟုတွင်ကြ၏ထိုတို့ဘာရရှေဘအရက်၌ပရိညင်ပြုကြ၏အဘိမလက်နှင့်ဗိုလ်ချုပ်မင်းဖိကောလာတို့သည်ထ၍ဖိလိတ္တိပြည်သို့ပြန်ကြ၏အာဗြဟံသည်ဘာရရှေဘအရက်၌မကြီးပင်ကိုစိုက်၍အစဉ်အမြဲတည်တော်မူသောဘုရားသခင်ဒီဟုသောထာဝရဘုရား၏နာမတော်ကိုပဌနာပြုလေ၏အာဗြဟံဟာအဲ့ဒီအတိုင်းပါပဲရောက်လေရာအရက်ရှိလေရာဒေသမှာဘုရားသခင်ကိုအစဉ်အမြဲဦးစားပေးပဌနာပြုခဲ့ကြောင်းတမန်ကျမ်းစာကဖော်ပြပါတယ်ကဘာဦးကျမ်း21ရဲ့ဏိဂုံးချုပ်အဆုံးသတ်ကျမ်းပိုက်ကလေးကတော့ဖိလိတ္တိပြည်မှာကာလရှည်ကြာစွာတဲနေရသတိရဲ့လို့ဖြစ်ပါတယ်တကယ်တော့ဒီပြည်ကိုမင်းအတွက်ငါပေးမယ်ဆိုတဲ့ပရိညင်အရာသူပိုင်ဆိုင်ရမယ့်အရက်ဒေသမှာအာဗြဟံရောက်နေခြင်းဖြစ်ပါတယ်ကဘာဦးသမိုင်းရဲ့ယဉ်ကျေးမှုတို့စတင်ထွန်းကားရာအရက်ဆိုပြီးတော့သမိုင်းဆရာတွေပြောတဲ့ Euphrates Tigris လွင်ပြင်ဒေသကနေပြီးတော့ဘုရားသခင်ဟာသူ့ကိုထုတ်ဆောင်ခဲ့တဲ့ရည်ရွယ်ချက်ဟာအင်မတန်ကြီးမားပါတယ်ဒီမြေကိုပေးမယ်ဒီသားကိုပေးမယ်လူမျိုးနွယ်အပေါင်းတို့ရဲ့အဖဖြစ်စေမယ်ဆိုတဲ့ထာဝရပရိညင်တွေဟာဘုရားသခင်ကိုယ်တိုင်ပေးခဲ့တဲ့သစ္စာတရားတွေမို့ဘယ်လို့မှရှောင်လို့လွတ်မှာမဟုတ်ဖြက်လို့လည်းပြက်မှာလည်းမဟုတ်ပါဘူးလောလောဆယ်အချိန်မှာတော့သူ့ကိုပေးမယ်ဆိုတဲ့မြေပေါ်မှာအာဗြဟံတယောက်တစိမ့်တယံဇန်တူးလို့လှဲ့လေသွားလာနေရသေးပဲဖြစ်ပါတယ်